လူအလုပ်လည်းမဟုတ်အမျိုးရုပ်တည်းအလုပ်ရှင်းမလားဘာမှဘက်ပြောင်းသွားစရာဘက်လိုက်စရာအကြောင်းမရှိဘူးအဲ့တော့ခုနကလောင်းကစားသမားဆိုတာဒါပဲရုပ်ညံ့သူမို့လို့ကိုလောင်းကစားအလုပ်လုပ်နေတာရှင်းပြီနော်သူကသူဘယ်ကက်စီနိုဝိုင်းသွားဘလောက်ရှိမှကက်စီနိုတက်ရတယ်ပြောလောင်းကစားလုပ်နေရင်ရုပ်ညံ့သူကမှတ်ဟုတ်ကလားရှင်းတယ်နော်အဲ့တော့ဗမာပြည်မှာဒီလောက်သေးစိတ်ရှင်းလို့မရဘူးနော်အဲ့တော့ရှင်းလို့ရတဲ့နိုင်ငံလာရှင်းဟိုမှာပိတ်ထားတယ်နော်မင်းသိသလောက်အနဲ့မဖွင့်နဲ့တဲ့နော်အထာကထလောက်တင်ရတဲ့ဟိုဘက်ကတီကာမချင့်နဲ့တဲ့ဩဝါဒကဒီလိုပေးထားတာအောလို့မဆုံးဘူးနော်မင်းညံရှိသလောက်လိုက်မချဲ့နဲ့တယ်မရဘူးတဲ့အဲ့တော့အခုချဲ့လို့ရတဲ့အတိုင်းပြီလားချဲ့ပြအဲ့တော့အားလုံးနော်မဟုတ်တာလုံနေပြီဆိုကြတဲ့ရုံညံ့သူဖြစ်နေပြီအဲ့ဒီရုံညံ့သူတွေနဲ့သွားပေါင်းပြီးတော့မှမြတ်စွာဘုရားပြောလိုက်တဲ့စကားကိုချစ်လို့တယ်ကွာငိုရတယ်တဲ့မင်းတို့စဉ်းစားကြည့်သားမှာချစ်ချင်းကြောင့်ဝမ်းမြောက်ခြင်းနှစ်သက်ခြင်းပျော်ရွှင်ခြင်းဟုတ်ကလားချစ်သူနဲ့တွေ့ရရင်ဘာဖြစ်လို့မဲဒါကြစင်ကာပူကပိုကျွမ်းလောက်တယ်နော်ချစ်သူနဲ့တွေ့ရင်ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းနှစ်သက်ခြင်းကြည်နူးခြင်းဒါတွေသာလာမှာပေါ့ဘာတော့ကပရိတွေကလာကြလို့လဲကွာဟာဟုတ်တာပေါ့ဟိုကလည်းမြောက်ပေးမှာပေါ့ဟုတ်ပြီနော်ဆိုပြီးတော့အဲ့ဒီစကားလောင်းကစားဝိုင်းပြောလိုက်တယ်ဆိုလောင်းကစားသမားရဲ့ပါဇက်ကသိတဲ့အတိုင်းပဲတဖြည်းဖြည်းတခါတည်းအဲ့ဒီစကားကျဲသွားတယ်ဘယ်ရောက်သွားဆိုနန်းတော်လေးရောက်သွားနန်းတော်လေးရောက်သွားပြီးတော့ကောသလမင်းကြီးပါဇက်ထဲရောက်သွားတော့ကောသလမင်းကြီးကလည်းဒီသတင်းကြတော့ तू ကဟုတ်တာဗောမြတ်စွာဘုရား तू ကချစ်သူတွေဝိုင်းဝိုင်းလည်နေတာဗောမိဖုရားတွေကအများကြီးဥစ္စာသူ့မှာဝါသဘခတိယလည်းရှိတယ်ဟုတ်လားမာလိကာလည်းရှိတယ်အမလေးသူ့မှာတို့